လူဆိုတာကတေးကြထင်ကြီးလေးစားယူသိမှုခံရတဲ့အချိန်တိုင်းရှိတယ်ကိုယ်ကိုအဖက်မလောက်ခံရတဲ့အချိန်မျိုးလည်းရှိတယ်နော်ကိုယ်ယူသိလေးစားမှုအလေးထားမှုမရှိဘူးဖက်မလောက်ကြဘယ်ဟာပဲဖြစ်ဖြစ်လူယူသိရှင်ယူသိခံရတဲ့အခါမှာလည်းအထင်ကြီးတယ်လူတွေကဖက်မလောက်ဘူးဆိုတော့စိတ်ဝမ်းနဲ့ဒါလည်းအဓိကမဟုတ်ဘူးကိုယ်မှာအဓိကကိုကျင့်ဒီကပြေဆုံးမှုအဓိကကုသိုလ်ကောင်းမှုရတယ်ဘုရားအဓိကစိတ်ကောင်းအလုံးစုံထားလို့သိပညာတွေတက်ဖို့ရအဓိကပညာနဲ့တပည့်ကိုစဉ်းစားတော့တယ်ဘုရားအဓိကအဲ့ဒီကြလို့လူမသိသူမသိကိုမလေးစားဘူးဘာမှမလုပ်နဲ့ကိုယ်ဆောင်လိုက်တယ်နော်တရားနာနေပဲပညာသင်နေပဲကိုယ့်ကိုတက်မသိတော့လည်းကိုကောင်းတာပေါ့ငါပြောပဲမရှိတော့ပို့ပြီးတော့ဘုရားတရားအထုတ်ဖို့ချိန်နေပို့ရတာနဲ့နေကောင်းတယ်ပို့ပြီးတော့ခွင့်ရရအရင်တော့မှအဖက်လုပ်တဲ့လူရှိတယ်အခုဘယ်သူမှအဖက်မလုပ်ဘူးဘယ်သူမှကိစ္စဆိုင်မလုပ်ကိုယ်တည်းကိုယ်စားတရားထုတ်နေတယ်ဆိုစိတ်ကပွေး